ဒီနေ့မမကိုဘာလို့စားကြမလဲဆိုတော့တဲစားလောက်စားမယ် ဒီဘက်ကနေပြီးတော့ လိုအပ်တာဝယ် ဒီ ခဲ့ တို့တွေမမတို့တွေလိုအပ်တာတွေဝယ်ခဲ့တယ်အခုတော့ကြက်သားတင်ဆန်းလေးလုပ်စားမယ် ဟုတ်တယ် ဒီလိုလိုက်ကြည့်ပေးဦးနော်ပထမဆုံးတင်ဆန်းလုပ်ဖို့အတွက်ကတော့ဒီက ချစ်တာ ကြက်သားအလွန်ဝယ်လာခဲ့တယ်ပေါ့နော်ရင်မုံသားအလွန်ဝယ်လာခဲ့တယ်ဒီထဲမှာဆိုလို့ရှိရင်လိုအပ်တဲ့အစာပလာတွေထည့်ပြီးသွားလို့ရှိရင်တော့ဒီကြက်သားကိုအရင်ဆုံးကြိတ်လိုက်ပါမယ်စပြီးတော့ကြိတ်ကြက်သားလေးတွေကိုတော့ညက်သွားတဲ့အနေထားလေးရောက်တဲ့အထိအရင်ဆုံးကြိတ်လိုက်မယ်အသားကြိတ်ထားတာလေးရတော့ရပါပြီကြက်သားလေးကိုမုံလာဥနီလေးရယ်ကြက်သွန်မိတ်ရယ်စီမွေးလေးရယ်ငရုတ်ကောင်းလေးရယ်နဲ့ပြီးတော့အရသာလေးတွေရောပြီးတော့နှက်ထားပါတယ်ကဲဒါဆိုရင်တင်ဆန်းလေးစပြီးတော့လုပ်ကြည့်ကြမယ်တင်ဆန်းလေးကိုတော့ဒီကနှစ်အိုးပြန်ကြီးပေါင်းထားတယ်ပေါင်းထားတာလည်းနည်းနည်းကြာပြီဆိုတော့ဖွင့်ကြည့်လိုက်မယ်နော်စားချင်ကြပြီနော်တင်ဆန်းလေးတွေကတော့ရသလောက်တော့ဖြစ်နေပြီဒါပေမဲ့ဒီတီတီကအယောင်ထည့်တာနည်းသွားတဲ့အတွက်နည်းနည်းဖြူဖြူလေးတော့ဖြစ်သွားတယ်ကွယ်နောက်တစ်ခါကျရင်တော့အယောင်လေးပို့ထည့်ပြီးတော့ပို့ပြီးတော့လှအောင်လုပ်လိုက်မယ်နော်ဒီဘက်တအိုးမှာဆိုလို့ရှိရင်လည်းတော်တော်လေးစူနေပြီဒါလေးကတော့ရနေပြီတီတီနဲ့မမနဲ့တူတူလှုပ်ထားတယ်တင်ဆန်းလေးရတော့ရပါပြီမမနဲ့တူတူ စားမယ်ဝါမယ် ဒုတ်လေးတွေတယောက်တစ်ခုစီယူမေတို့မြည်ကြည့်ရအောင်ဘယ်လိုရတာရှိမလဲဆိုတော့မေကော်မုံထည့်တာနည်းနည်းနဲဝါလို့နဲ့တူတယ်အသားကတော့နည်းနည်းမာဝါတယ်နော်အချင်းရတော့ဒီတို့ကချီလီဆော့လေးနဲ့ပဲတွဲစားမယ်စားပါဦးရှင်နောက်တစ်ခါကျရင်တော့ဒီချက်ပို့ပြီးတော့အသားလေးကိုနည်းနည်းစစ်စစ်လေးပြန်လုပ်ရမယ်နော်အခုကကျတော့ကောင်းတော့ကောင်းနေတယ်ဒါပေမဲ့အသားကနည်းနည်းလေးမာတယ်လို့ခံစားရတယ်နော် မာတို့ဖြစ် ကောင်းတယ်ကိုစိတ်တိုင်းလေးယူစားစားကြရကြီးကတော့စုံလို့ပဲမမကြီးဒီတစ်ခေါက်တော့လမ်းနေပြီးတော့ဝါသားတို့လေးဝယ်လာသေးတယ်ဒီနေ့တော့အသေးနဲ့အသွေးပဲရှိတော့တယ် ဒီဥစ္စာစားပါတယ် စားအသေးကမမလေးနဲ့စားလို့ကောင်းတယ် မစားပြီးတော့တဲစားမှထိုးစားလို့လိုက် ခင်းရင်လည်းကောင်းတယ်ကိုဒီမှာစားပါမယ်အသေးတို့အသွေးတို့ကိုစိတ်တရားကြီးစားဟဲ့ဒါဆိုလို့ရှိရင်ဒုထိုးလေးလည်းအားလုံးပဲဒုထိုးလေးလည်းအားလုံးပဲစားကြပါဦးနော် ဘိုင်တော့ပဲစားကြပါဦးချစ် စားကြပါဦးရှင်မေတို့တီတီတို့ကိုကိုတို့ကတော့စားပြီကွယ်အချင်းနဲ့ကောင်းတယ်မြေတော့အကုန်လုံးကောင်းတယ် ဟုတ်တယ်ငါခုနကတက်တာဆိုရပါလေ ဒီနေ့အတွက်တော့စားလို့လည်းအားလုံးကုန်သွားပါပြီဘမပဲပြေသွားပြီ ပြေသွားပြီ စားလို့လည်းအရန်ကောင်းပါတယ် ဘိုင် နောက်ဗီဒီယိုလေးမှာတူတူပြန်တွေ့ကြမယ်နော် တတ ဘာဟင်းလေးတွေချက်ပြီးတော့စားရမလဲဘာလေးတွေစားရမလဲဆိုတာလည်းပြပြခဲ့ရဘူးနော် မမရေးပေးပါအောင် တတာ အမပီတို